Ben 60ရဲ့ဆရာ iPhone 7 video မလားဘန်ကောက်သွားမှာဆရာဘန်ကောက်သွားမှာဗောဘာလို့ဆိုဆရာတက်ကဆရာဒီအဲ့ဒီဟာကိုဆရာသွားတော့ဆရာ60နဲ့သွားမှာမဟုတ်60နဲ့ဆိုလုံးဝလောက်မှာမဟုတ်တော့ဆရာ200ဆိုတော့ဆရာယူသွားမယ်ဆရာအဲ့ဒါကိုနှစ်ပတ်အတွင်းနဲ့ဆရာကိုအသက်ကုန်နှစ်ပတ်အောက်အတွင်းဆရာအသက်ကုန်ဖိန်တောင်ပြီးဆရာရှာခဲ့ရတာဆရာလည်းရခဲ့တာမဟုတ်ဘူးကျွန်တော်ကလေးကဆရာရိုက်ကောင်လာပဲဘာညာပြောလို့ဆရာဘာလို့ကန်ကောင်းလဲဆရာပြင်မရဆရာကိုအင်္ဂလိပ်စာတတ်အောင်လို့သင်ပေးတဲ့ဒီဆရာရဲ့ဆရာကိုလူနေအောင်မြောက်ပေးတဲ့ဟာတကူကဆရာကိုအရင်ကန်ကောင်းဆရာဆိုဆရာကဒီလိုအင်္ဂလိပ်စာကိုပညာသင်ခဲ့ရကြမို့အဖေနဲ့မျိုးအရင်ကျူးစင်တယ်တကူကဘာလို့ဆိုဆရာက3နှစ်ကလေးကကျူးစားတာမယုံနဲ့ဆရာမတတ်နိုင်ဘူးဆိုဆရာတကယ်3နှစ်ကလေးကကျူးစားခဲ့တာ3နှစ်ကလေးကကလေးကညီညီမှတ်နေပြီဆရာ I like apple I like vegetable ဆရာပြောလို့ပဲအဲ့လိုပဲဆရာ I like car I want to go to school ဆရာအဲ့ပဲစခဲ့တာပေါ့နော်ဆရာ I want to go to school I want to buy vegetables. I want to buy apple. I want to buy an apple. ဆရာအဲ့လိုပဲစာပြပြနဲ့စာကျင့်ခဲ့ရတာပဲဆိုတော့ဆရာအတွက်ကလည်းမတွေ့ခဲ့ဘူးဆရာအတွက်ကအဓိကဆရာရဲ့ original ဆရာရဲ့ဒီကမူလဘာသာစကားကမြန်မာမဟုတ်ဘူးဆရာကချင်းနဲ့ဆရာအင်္ဂလိပ်ကငယ်လေးပြောဆိုအင်္ဂလိပ်နဲ့ချင်းကဆရာရဲ့မူလဘာသာစကားဆိုဆရာကမြန်မာစကားပြောအရင်လုံးဘလုံးတွေ့ဖြစ်တယ်ဆိုတော့ဆရာအဲ့ဒါပဲတော့ဆရာတော်မှ IT ပြည့်နိုင်မကြွဘူး video quality ကိုလုပ်ဖို့အတွက် editor ငှားရတယ်နော်စာမမေးခွန်းနဲ့ဖြစ်ဖို့အတွက်တသိန်းပြီးစာမမေးခွန်းနဲ့ဖြစ်ဖို့အတွက်စာပတ်ဆက်ပြီးမေးခွန်းနဲ့ထုတ်ခံရတယ် graphic design လို့စာပတ်ဆက်ပြီးတော့ရတယ်စာ IT မြင်အောင်ကျွန်တော်ဆရာတော်မှအဲ့လိုမျိုးစာအဲ့လိုရနေတာတားလို့တမျိုးဆို IT မြင်နိုင်ကျွမ်းနေအင်္ဂလိပ်စာချက်တော်ဆိုကြိတ်တဲ့အလုပ်ကိုရှောက်စမ်းကြိတ်တဲ့ပညာကိုလုပ်စမ်းကြိတ်လို့ပတ်စံကိုဆရာလိုမျိုး200ကို2ပတ်အောက်မဟုတ်ဘူး300 400ကိုတစ်ပတ်နဲ့တော့ရှာလို့ရတာပေါ့အင်္ဂလိပ်စာနဲ့တက်တန်ဆောက်တော့အလုပ်ပြောင်းခွင့်နိုင်အများကြီးပဲဆိုတော့ဆရာစီမှာအလုပ်ကန်ခွင့်နိုင်နေဆရာကပြောပြပေးတယ်ဆိုတော့ဆရာစီကိုလာခဲ့ပါအင်္ဂလိပ်စာ American accent အစစ်ကိုဆရာကသင်နေတယ်ဆိုတော့ဆရာစီကိုလာကိုဆရာဖိတ်ခေါ်ပါတယ်အဲ့တော့ဆရာလုပ်နေတဲ့ project ကကလေးတော်ကိုဆရာအဓိကအကောင်းဆုံးလုပ်ပြရကွာအကောင်းဆုံးပညာပေးလို့ဆရာကအကောင်းဆုံးဟာတွေလုပ်ပေးရှင်တယ်အကြောင်းမလို့ဘယ်တော့ပေးရဆရာအဲ့ဒီ video ဆရာရိုက်မှာအခုဆရာကအဲ့ဒီ video ရိုက်ပြီးဆရာတင်တော့မှာပေါ့နော်အဲ့ဒီ